ဒီမှာပြည်မှာအာနာယူတာမရောက်နိုင်နဲ့ဆို3ယောက်မြောက်ပါပဲသူ့ရှေ့ကနေဝေးတန်းရွှေတို့ကြောင့်ပြည်သူမှာကုန်းကောလောက်ချက်မရှိစောက်သုံးကြတဲ့လူတွေခေါင်းဆောင်ဖြစ်တော့အုံနောက်6ပါတယ်ပြည်သူတွေဝိုင်းဆုံးမမယ်အာနာယူကိုတော့လုံးဝမကြောက်ပါနဲ့နိုင်ငံရေးဝင်ဆွတ်ဖက်မယ်အာနာရှင်မြင်ကက်နဲ့သမင်းသက်တက်မဲကိုအကြောင်းပြပြီးမင်းတို့ကပြင်ထက်မှတ်တဲ့ဘာကောင်းကြိုးပေးခဲ့လို့လဲအာနာရှင်စင်ဆက်ဆက်မနဲ့လူငယ်တွေလမ်းပေါ်မှာလူကြီးတွေခုထိပြင်ပမထွက်ရဲကြောက်တရားကိုတွင်းခဲ့တာ2000ခုလုံးကမဲမဲ့သွားရန်တန်ငါကိုရိုက်နှက်ခဲ့တာတွေဖော်ပြမှချင်းနဲ့ငါမျိုးပါသာသနာတောင်းလျှောက်မှာလို့စစ်တပ်ကချင်းထဲတာမဲမတမာမှုဖြစ်ရတာရောမင်းတို့ပြောကကင်းရဲ့လားတရားသာတာပေါ်တဲ့နိုင်ငံဘာကြောင့်မို့မွဲရတာလဲအာနာရှင်လက်ညှိုးထိုးပြီးတော့ကျွန်တော်ကလွှဲချမှာပဲညနေလည်းမနေကြပါနဲ့သမိုင်းကိုကြည့်ရင်အသေးကနားတဲ့ငါလုံးမသားတွေဆိုပြီးဆဲသိရင်တော့ဆဲရမှာပဲပြည်သူကိုဒုက္ခပေးတဲ့ကောင်အဲ့လိုရိုင်းလိုက်တဲ့အမေစုကိုလူမိုးအောင်မင်းတို့ကလားနဲ့လာမတိုက်နဲ့နိုင်ငံကိုလည်းအုပ်ချုပ်ခြင်းတဲ့လှုပ်တာစောက်သုံးမကြအာနာရှင်ကိုပြုတ်မယ်ဟျောက်ငါတို့မျိုးဆက်နောက်ဆုံးကွာ